ဩစရာကောင်းတာကအဲ့မြန်မာပြည်ဝင်တဲ့ပုံတိုင်း85လုံးကိုတခြားလေ့လာကြည့်လိုက်တာဘယ်တုန်းကမှမိုးတွင်းမှာမဝင်ဘူးမြန်မာပြည်ကိုမုန်တိုင်းမိုးတွင်းမှာဘယ်တော့မှမဝင်ဘူးမိုးဦးမိုးလေမိုးနောက်ဇွန်ဇူလိုင်ဩဂတ်စက်တင်ဘာဘယ်တော့မှမုန်တိုင်းမဝင်အဲ့တော့ဘယ်ချိန်ဝင်တော့မိုးချုံနဲ့မိုးလောင်မေမှာဝင်မယ်အောက်တိုဘာနိုဝင်ဘာမှာဝင်မယ်မေမှာဝင်တဲ့အချိန်ပေါင်းကမြန်မာပြည်ဝင်တဲ့မုန်တိုင်းအလုံးရဲ့51ရာခိုင်နှုန်းရှိတယ်အောက်တိုဘာနိုဝင်ဘာဝင်တာက49ရာခိုင်နှုန်းရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီကာလတွေဟာမြန်မာနိုင်ငံရဲ့မုန်တိုင်းရာသီဖြစ်နေတယ်တခုပဲစဉ်းစားဖို့ကျွန်တော်ပြောမယ်မိုးကြိုရာသီဆိုတာဘယ်လိုအတိတ်ပဲဖွင့်တယ်လဲမိုးကြိုရာသီဆိုတာဧပြီလ15ရက်ကနေမုတ်တုံဝင်တဲ့နေ့အထိမိုးကြိုရာသီဧပြီလ15ကနေမုတ်တုံဝင်တဲ့နေ့အထိဒါပေမဲ့မုတ်တုံဝင်တဲ့နေ့ကမဖြစ်နေလေပြောင်းနေတယ်ဟုတ်ပြီနော်အရင်တော့ကမုတ်တုံကမေ15မှာဝင်တယ်အဲ့ဒါကြောင့်မိုးကြိုကဧပြီ15မှာမေ15ရက်30ပဲရှိမယ်အခုမုတ်တုံကမေလကုန်မှဝင်တယ်ဒါကြောင့်မိုးကြိုဟာဧပြီ15မှာမေလကုန်ဆိုဘယ်နှစ်ရက်ဖြစ်သွားလဲ45ရက်ဖြစ်သွားတယ်အဲ့ဒါကောင်းလားမကောင်းဘူးဘာဖြစ်လို့လဲမိုးကြိုဟာမြန်မာပြည်ကိုပါဝင်တတ်လဲမုန်တိုင်းဝင်တတ်တယ်မုန်တိုင်းဝင်တဲ့ကာလာကြီးကပိုးရှည်လာတော့တကားကြီးကပိုးကျယ်လာတယ်လို့ဖြစ်တဲ့အတွက်ခဏမြန်မာနိုင်ငံဟာမုန်တိုင်းအန်ဒီရဲ့နှစ်တိုင်းရှိတယ်နှစ်တိုင်းရှိတယ်နောက်တစ်ခါမိုးလွန်ကတော့မိုးတုံထွက်တဲ့နေ့ကနေနိုဝင်ဘာလကုန်အထိအရင်တော့ကမိုးတုံကအော်တိုဘာ10မှာထွက်တယ်အော်တိုဘာ10ကနေနိုဝင်ဘာလကုန်အထိဆိုရက်50